Hello guys, welcome back. ဒီဗီဒီယိုမှာတော့လက္ခဏာနဲ့ပတ်သက်ပြီးတော့အခြေခံကြတဲ့သဘောတရားလေးတွေလမ်းကြောင်းလေးတွေ sign လေးတွေကိုမစုလေးလာသင်ယူထားခဲ့သမျှအသိသမျှလေးတွေကိုနည်းနည်း sharing လုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်မစုဒီလက္ခဏာကို analysis လုပ်ပေးတာတော့ကြာပြီပေါ့နော်အခါချင်းငွေယူပြီးတော့လုပ်ပေးတာတော့မဟုတ်ဘူးထဲတော့လာမိတဲ့ clients တွေကိုနည်းနည်းပပလက္ခဏာကြည့်ပေးတာ analysis လုပ်ပေးတာလေးလုပ်ဖြစ်တယ်ပေါ့နော်သူတို့လုပ်ပေးနေလဲမစုကပို့ပြီးတော့လေးလာဖြစ်သွားတဲ့သဘောလေးရှိတာပေါ့နော်ပို့ပြီးတော့ကိုကဒီထပ်ပို့ပြီးတော့ကောင်းတဲ့ဗာလဲလက္ခဏာ analysis လုပ်နိုင်ဖို့ပို့ပြီးတော့သင်ယူခြင်းစိတ်ပါ motivation မှာရလာတယ်ပေါ့နော်အဲဒီတော့မစုကဒီဗီဒီယိုလေးကိုလုပ်ဖြစ်ဖို့အတွက် idea ရသွားတာပေါ့နော်ဒီဗီဒီယိုလေးကြည့်ပြီးတဲ့အခါမှာတော့ဒီမိမိရဲ့လက္ခဏာကိုလက်ကောက်ကို analysis လုပ်တတ်မယ်သူများတွေကိုလည်းနည်းနည်းပါအကြမ်းပြင်းအခြေခံသဘောတရားအနေနဲ့ analysis လုပ်နိုင်လိမ့်မယ်လို့မစုညှော်လင့်ပါတယ်ပေါ့နော်လက္ခဏာနဲ့ပတ်သက်ပြီးတော့ဘာမှတော့ကြီးမမခက်ခဲတော့မရှိဘူးပေါ့နော်အရင် detail ကြီးတွက်ချင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ခက်ခဲမယ်နဲ့တူတယ်ဒါပေမဲ့အခြေခံသဘောတရားလောက်သိထားဖို့လောက်ကကြတော့အရင်လွယ်ကူပါတယ်ပေါ့နော်အဲ့ဒီတော့မစုကပထမဦးဆုံးလက်ဖွားပုံပြမယ်ပေါ့နော်ဒါကကြတော့လက်ဖွားပေါ့နော်လက်ဖွားမှာသူကလက္ခဏာကအဓိကလမ်းကြောင်း၃ခုရှိတယ်ပေါ့နော်ဒါကအသက်လမ်းကြောင်းဒီလက်မကိုကိုးပြီးတော့သွားတဲ့ဥစ္စာလေးကအသက်လမ်းကြောင်းပြီးတော့သူ့ရဲ့အပေါ်ကဥစ္စာလေးကဥကောင်းလမ်းကြောင်းအပေါ်ဆုံးကဥစ္စာလေးကကြတော့လက်တန်းဘက်ကစားထွက်တာအဲ့ဒီဥစ္စာကကြတော့နှလုံးလမ်းကြောင်းပေါ့နော်ဒီ၃ခုမှာလူတစ်ယောက်မှာဒီလက္ခဏာ၃ခုမှာထင်ရှားပြက်သားကျွန်းနေအဖြတ်တွေမပါဘဲနဲ့ deep and clear ဖြစ်တာနဲ့ဒီလူကအောင်မြင်နိုင်တယ်မအောင်မြင်နိုင်ဘူးဘဝမှာဘလို့တိုးတက်နိုင်မယ်ဆိုတာကိုပြောနိုင်နေပေါ့နော်တော်တော်များများတော့ဒီ၃ခုက perfect ဖြစ်မနေဘူးပေါ့နော်ကျွန်းနေရှိရရှိမယ်ဒီလိုအဖြတ်လေးတွေရှိရရှိမယ်အဲ့လိုအဖြတ်လေးတွေရှိတာမကောင်းဘူးအဖြတ်လေးတွေကကြတော့ဘာကိုပြောရလဲဆိုလို့ရှိရင်သူကဒီသွားနေတဲ့လမ်းကြောင်းမှာဂျားထဲမှာအခက်အခဲတွေဒါမှမဟုတ်ကိုဘဝကိုနှောင့်နှေးစေမယ့်အရာတွေဝင်လာတာဖြစ်တယ်ပေါ့နော်ဒီအသက်လမ်းကြောင်းမှာအဖြတ်ပါလို့ရှိရင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ထိခိုက်တာ accident ဖြစ်တာယောဂဖြစ်တာစသည်ဖြင့်ဖြစ်နိုင်တယ်ပေါ့နော်ဒီကြတော့အသက်လမ်းကြောင်းကဘာကိုပြောရလဲဆိုတော့မိမိရဲ့ခန္ဓာကိုယ်ကျန်းမာရေးတစ်ခါလေကြာရင်စိတ်ကျန်းမာရေးလည်းသက်ဆိုင်နေပေါ့နော်တချို့တွေဆိုလို့ရှိရင် including မဆုပေါ့နော်မဆုဆိုလို့ရှိရင်တဘွားလုံးဘာယောဂမှလည်းမရှိဘူးလုံးဝကျန်းမာပဲဒါပေမဲ့ဒီတာထွက်မှာကြတော့ကျွန်းလေးတွေပါတယ်ကျွန်းလေးတွေရောချုပ်ရှက်ခက်ကလေးတွေရောပါတယ်ပေါ့နော်အဲ့ဒါဘာကိုပြောရလဲဆိုလို့ရှိရင်ငယ်ဘဝက childhood trauma ငယ်တွေကပေါ့နော်ကိုယ်ပတ်ဝန်းကျင်က safe ဖြစ်တဲ့ပတ်ဝန်းကျင်နဲ့ကြီးပြင်းခဲ့ရတာမဟုတ်ဘူးအန္တရာယ်တွေအတိုက်အခိုက်တွေမိဘတွေရဲ့စုပူကျိန်းမောင်းမှုတွေပတ်ဝန်းကျင်ကအမျိုးတွေတငယ်ချင်းတွေရဲ့mistreatment ပေါ့နော် mistreatment လုပ်ပြီးတော့မှ safe မဖြစ်တဲ့ပတ်ဝန်းကျင်ကနေပြီးတော့ survive ဖြစ်လာတဲ့ပုံစံပေါ့နော်ယောဂကိုယောဂတို့ကျန်းမာရေးတို့မှပြောတာမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ပေါ့နော်vitality အတွက်ကံတရားလို့ပြောလဲရတယ်ပေါ့နော်နောက်ပိုင်းကျတော့မဆုရဲ့အသက်လမ်းကြောင်းကတော့ရိုးဖြောင်းပဲကောင်းသွားပါတယ်ပေါ့နော်အခုနောက်ပိုင်းကတော့အဲ့လိုမျိုး stress တွေပါတော့တိတ်မရှိတော့ဘူးပေါ့နော်အဲ့တော့ဒီ၃ကြောင်းမှာဘယ်ဥစ္စာတွေကပါလို့ရှိရင်မကောင်းလဲဆိုတော့စောနာကလို့တောင်းလိုက်အဖြက်ကလေးပါတာမကောင်းဘူးနောက်တစ်ခုကကြတော့ကျွန်းလို့အလုံးလေးတွေမြင်ရလားမသိအဲ့လိုပါတာလည်းမကောင်းကြက်ချီ gap တွေပါတာလည်းမကောင်းနောက်တစ်ခုကဘာမကောင်းသေးလဲဆိုတော့ဒါကကြတော့လမ်းကြောင်းပေါ့နော်ဘာလမ်းကြောင်းမှဖြစ်အဲ့လမ်းကြောင်းအောက်ကိုဒီလိုမျိုးတွေကျနေတဲ့အမြင်လေးတွေပါရင်လည်းမကောင်းပြီးလို့ရှိရင်မှဲ့တို့ဘာတို့ဒီလမ်းကြောင်းပေါ်မှာပါတာလည်းကောင်းလားဆိုတော့မကောင်းပြန်နောက်တစ်ခုကဘာမကောင်းသေးလဲဆိုတော့အဲ့လမ်းကြောင်းကဒီလိုမျိုး deep and clear မဖြစ်ဖ ೇನೆ ကွာဒီလိုမျိုးအပြောက်ကလေးတွေ gap လေးတွေပါလို့ရှိရင်လည်းမကောင်းဘူးပေါ့နော်တချို့တွေဆိုလို့ရှိရင်အသက်လမ်းကြောင်းဒီမျိုးတိုးလေးပဲပါပြီးတော့ပြတ်သွားပြီးတော့အောက်မှာပြန်ပြီးတော့ရှိတာပေါ့နော်အဲ့ခါကျလို့ရှိရင်တစ်ခါကျရင်ဒီပြတ်နေတဲ့ကာလမှာလေအရန်တတိထားရတယ်ပေါ့နော်အသက်ဆုံးရှုံးနိုင်တယ်ဒါမှမဟုတ်အသက်ဆုံးရှုံးလို့နီးပါတခုကြုံရနိုင်နေပေါ့နော်အဲ့လိုမျိုးအပြက်ကလေးပါလို့ရှိရင်အဲ့ဒါကြတော့မကောင်းတဲ့ဥစ္စာတွေပေါ့နော်ဒီလမ်းကြောင်း၃ခုပေါ်မှာစောနာမဆုပြောခဲ့တဲ့ဥစ္စာတွေပါလို့ရှိရင်တတိထားရမယ်အကျဉ်းပြင်းပေါ့နော်ဘယ်ဥစ္စာကောင်းတာလဲဆိုတော့မဆုစောနာပြောခဲ့တဲ့အတိုင်းပဲဘာမှမပါနဲ့နော်လုံးဝဒီ line လေးကဖြောင်းဆင်းလေးပဲ deep and clear
ဖြစ်တာနဲ့ကိုကောင်းနေပြီအဲ့လိုမှမဟုတ်နောက်ထပ်ပါခြင်းသေးတယ်ကောင်းတဲ့ဥစ္စာဆိုလို့ရှိရင်အပေါ်ကိုဒီလိုမျိုးတက်သွားတဲ့အတက်ကလေးတွေပါလို့ရှိရင်လည်းကောင်းတယ်ဒီအောက်ကိုဒီလိုမျိုးအဖြတ်ကြတာမဟုတ်နော်အပေါ်ကိုသူအတက်ကလေးတွေကကြာဘယ်လိုမျိုးလေးတွေများတော့အဖြစ်ပါတတ်လဲဆိုတော့ဒီလိုလေးတွေတိတ်ရွက်ကလေးတွေလို့ကွာအဲ့လိုကလေးတွေအဲ့လိုလေးတွေတစ်ခါတလေကြိုင်ပါတတ်တယ်အဲ့လိုကကောင်းတယ်ဒီအပေါ်ကိုတက်တာမှန်သမျှတက်သွားတာမှန်သမျှအကုန်ကောင်းတယ်အဲ့ဒီတက်သွားတာဘယ်နေရာမှာဘာကောင်းတာနဲ့သက်ဆိုင်လဲဆိုတော့ဥမာဒီအတက်ဆိုလို့ရှိရင်ဘယ်ကိုဥတီလဲဆိုတော့စေတံဥတီတယ်ဒီစေတံမှာရှိတဲ့ quality ဒီအသက်ပိုင်းခြားမှာရနိုင်တယ်ဒါဆိုလို့ရှိရင်ဘယ်အချို့ကုန်ဥတီတယ်ဒါကတော့နည်းနည်းအသေးစိတ်သွားတာပေါ့နော်သူတက်သွားတဲ့ဥစ္စာရဲ့အပေါ်မှာဘာဂျိုကုန်ရှိလဲအဲ့ဂျိုကုန်ကအကောင်းတဲ့အရာတွေအကုန်လုံးကိုဒီအသက်အပိုင်းခြားမှာရနိုင်တယ်ဥပမာအသက်ပိုင်းခြားတော့မစုသေးချာတော့တိတ်မခန့်မှန်းတတ်ဘူးပေါ့နော်ဒီကနေဒီဆိုလို့ရှိရင်20ဒီကနေဒီဆိုလို့ရှိရင်35စသည်ဖြင့်ပေါ့နော်အဲ့တော့ဒီအသက်ပိုင်းခြားလေးတွေမှာတက်တဲ့အတက်ကလေးတွေပေါ်မှာမူတည်တာပေါ့တော့မူတည်တာပေါ့နော်မလေးဒါကတော့တက်ပေါ့โอเคနောက်တစ်ခုကကြတော့နှလုံးလမ်းကြောင်းရင်ဥကောင်းလမ်းကြောင်းရင်လည်းပတ်သက်ပြီးတော့ပြောပေးမယ်ပေါ့နော်ပထမအဆုံးကကြတော့နှလုံးလမ်းကြောင်းပါနှလုံးလမ်းကြောင်းကကြတော့ဒီလက်သန်းဘက်ကစထွက်တဲ့အပေါ်ဆုံးကလမ်းကြောင်းပေါ့နော်ဒီနှလုံးလမ်းကြောင်းကဒီလိုမျိုး deep and clear ဖြစ်တာကောင်းတယ်ဆောနာလိုအပေါ်လေးကိုဒီလိုမျိုးလေးတွေတက်သွားတာလေးတွေကလည်းကောင်းတယ်အပေါ်လေးတွေကိုလုံးတက်သွားတာကြတော့ mental upliftment ပေါ့နော်ကိုယ့်ရဲ့ partner ကိုယ့်ကို support ပေးတာကိုယ့်ကိုဆွဲခေါ်ပေးတာ positive and flourishing ဖြစ်တဲ့ relationship မှာနေရတာမျိုးပေါ့နော်အဲ့ဒါမျိုးဒီလိုအတက်ကလေးတွေပါတာဆိုလို့ရှိရင်အဲ့လို effect မျိုးရရှိတယ် but on the other hand အတက်မပါဘဲနဲ့အဲ့အတက်ကစန့်ကျင်ဘက်အောက်ကိုဆွဲချတဲ့အမြင်လေးတွေဖြစ်သွားမယ်ဆိုလို့ရှိရင်ဒါကမကောင်းဘူးပေါ့နော်ဒီဟွာနဲ့ပတ်သက်ပြီးတော့အချစ်ရေးအိမ်တောင်ရေးနဲ့ပတ်သက်ပြီးတော့pain နေဒါမှမဟုတ်ပြီးတော့ကိုယ့်ရဲ့ mental energy တွေကိုအောက်ကိုဆွဲချသွားမယ့်အရာတွေနဲ့ကြုံတွေ့ရတတ်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီဟာလမ်းကြောင်းပေါ့ဒီဟာနှလုံးလမ်းကြောင်းပဲထားပါတော့အောက်ကိုဒီလိုမျိုးအမြင်ပါခြင်းဟာဆိုလို့ရှိရင်ဒီအောက်မှာခဲလုံးကြီးနဲ့ဆွဲထားသလိုပဲအမြင်ကတွဲလောင်းကြနေဆိုလိုတာကတော့ကိုယ့်ရဲ့ mental energy တွေကအောက်ကိုသွားနေ gravity ဘက်ကိုအောက်ကိုဘယ်လိုပြောမလဲdrain ဖြစ်တာပေါ့နော် mental energy drain ဖြစ်တာပေါ့နောက်တစ်ခုကကြတော့နှလုံးလမ်းကြောင်းကအဲ့လိုအပြင်ကိုအလုံးလေးတွေကျွန်းလေးတွေလိုမျိုးchain တွေလိုမျိုးဒါမှမဟုတ်ကြက်ချေကတ်တွေလိုမျိုးပါသွားပြီဆိုလို့ရှင်နှလုံးလမ်းကြောင်းက line မဟုတ်တော့ပြည့်ဖြစ်သွားပြီတွေ့လားပြည့်အဆုလိုမျိုးပေါ့တွေ့လား line မဟုတ်တော့ဘဲနဲ့ပြည့်ဖြစ်သွားပြီအဲ့လိုပြည့်ဖြစ်သွားတာပိုဆိုးသွားပြီမကောင်းဘူးပေါ့နော်အချစ်ရေးအိမ်တောင်ရေးမှာကံမကောင်းတတ်ဘူး toxic ဖြစ်တဲ့ cycle တွေမှာကျင်လည်ရတတ်တယ်အဲ့တော့မဆူကအဲ့ရဟာတွေကိုသိပြီးတဲ့နောက်ပိုင်းမှာကိုဘဝကိုလည်းevaluate လုပ်ပြီးတဲ့နောက်ပိုင်းမှာဒီအချစ်ရေးတဲ့အိမ်တောင်ရေးတွေကိုသိပြီးတော့ကောင်းနေမထဲတော့ဘူးပေါ့နော်ကိုတယောက်တည်းပဲရက်တိနိုင်အောင်လို့စူးစမ်းတယ်ပေါ့နော်ဒါတော့ထားပါတော့အဲ့တော့နောက်တစ်ခုကကျတော့နှလုံးလမ်းကြောင်းကကျတော့ကျွန်းနေပဲအောက်ကိုအမြင်မပါဘဲနဲ့ကျွန်းနေပဲအလုံးနေပဲဖြစ်တယ်ဆိုလို့ရှိရင်နှလုံးယောဂအစာအိမ်ယောဂmental illness stress ဖြစ်တာအဲ့ဒီဥစ္စာတွေကိုသတိထားရမယ်เนาะဒီလိုမျိုးနှလုံးလမ်းကြောင်းမှာကျွန်းနေအလုံးလိုက်တွေခံနေတဲ့သူတွေဆိုလို့ရှိရင်နှလုံးယောဂတို့အစာအိမ်ယောဂတို့သတိထားရလိမ့်မယ်ပြီးတော့သူတို့တွေကကြတော့ဘလို့လဲဆိုတော့ stress တွေ anxiety တွေကိုလေကောင်းကောင်း manage မလုပ်နိုင်ဘူးနည်းနည်းလေးဆိုလို့ရှိရင်ဥမာတစ်ခုခု trigger ဖြစ်ပြီးဆိုတာနဲ့အရန် reactive ဖြစ်တဲ့အထက်မှာပါတယ်မစုရောပဲနည်းနည်းလေးကိုလာပြီးတော့လုံးမဆိုရင်ဟဲ့သိရမလားပြန်ပြီးတော့ reactive ဖြစ်တဲ့ tendency ကအရန်များတယ်ကွာအဲ့ဒီဥစ္စာကိုလည်းမစုကတဘဝလုံးအဲ့လိုဖြစ်တာเนาะနည်းနည်းလေးလာလို့တာနဲ့အဲ့လိုဖြစ်တာအဲ့ဒီဥစ္စာကိုမစု20 like late 20s ပေါ့เนาะဒီ20ကျော်နှောင်းပိုင်းပေါ့เนาะ30မပြည့်ခင်လောက်မှမစုကိုသတိထားမိတာအဲ့လိုမျိုးအရန် reactive ဖြစ်တယ်ဆိုတာကိုသတိထားမိတာပေါ့เนาะအဲ့တော့မကောင်းပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဆောနာလို့ line လေးပဲ deep and clear ဖြစ်တယ်ဆိုလို့ရှိရင်เนาะအဲ့လူတွေက stress တွေ anxiety တွေ mental ကိုယ့်ရဲ့ပေါ့เนาะကိုယ်စိတ်အနှောက်အယှက်ဖြစ်စရာတွေဘလောက်ပဲဖြစ်သူတို့ပေါ်အရင် impact မရှိဘူးသူတို့ manage ကောင်းလုပ်နိုင်တဲ့သူတွေဖြစ်တယ်ပေါ့เนาะနောက်တစ်ခုကကြတော့ဥကောင်းလမ်းကြောင်းပေါ့နော်ဥကောင်းလမ်းကြောင်းကြောင့်ဒီဘက်ကသွားတယ်ပေါ့နော်ဥကောင်းလမ်းကြောင်းကလည်းဆောနာမဆုပြောသလိုပဲအောက်ကိုဒီလိုလေးစိုက်သွားလဲရတယ်အောက်ကိုစိုက်သွားတဲ့သူတွေက creativity ကောင်းတယ်စိတ်ကူးစိတ်တန်းကောင်းတယ်နုပညာမျက်စိရှိတယ်ပေါ့နော်
or on the other hand တက်သွားရင်လည်းရတယ်ဒါပေမဲ့ဒီ line လေးကလည်း deep and clear တော့ဖြစ်ရမယ်ကျွန်းနေမပါရဘူးအဖြတ်တွေဟိုပါတွေအမြင့်နေမကြရဘူးပေါ့နော်အဲ့လိုမဟုတ်ဖ ೇನೆ ဒီဥကောင်လန်းချောင်းကအမြင့်ဗလဲကျွန်းနေပေါ့နော်ကျွန်းလိုမျိုးဥစ္စာလေးတွေပါလို့ရှိရင် तू က mental illness ပေါ့နော်ဟိုစိတ်ယောဂပေါ့စိတ်ဘယ်လိုပြောမလဲစိတ်ယောဂဆိုယူတာကိုပြောတာမဟုတ်ဘူးနော်ဟို depression ဖြစ်တာတို့ဒါမှမဟုတ်ကိုယ့်ရဲ့ဟိုဟာ close ဖြစ်တဲ့သူတွေဆုံးပါသွားလို့ကိုယ့်ရဲ့ဟိုဟာကိုအရန် impact ဖြစ်တာတို့ဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီကျွန်းနေပါခြင်းဟာအပြင်လေမဆုလေးလာရဘယ်လိုလဲဆိုတော့ဒါလေးကကျွန်းပေါ့နော်ကျွန်းဆိုရဲဟိုကဘေးနားမှာဘာရှိလဲဘာမှမရှိဘူးရေတွေပဲရှိတယ်တိလားအဲ့ရေတွေအကုန်လုံးထဲမှာကျွန်းလေးရဒီလိုမျိုးလေးဖြစ်နေတာဘာလို့ဆိုလိုတာလဲဆိုတော့အထီးကျန်တတ်တယ်ကိုပြောတာတယောက်တည်းနေရတတ်တယ် lonely ဖြစ်တယ် depressed ဖြစ်နိုင်တယ်အကုန်လုံးနဲ့ဘာမှ interact မလုပ်ဘဲနဲ့ withdraw ဖြစ်သွားပြီးတော့အထီးကျန်ရတယ်ဆိုတဲ့သဘောကျွန်းရဲ့သဘောอ่ะဆိုလို့ရှိရင်အထီးကျန်ရတယ်ဆိုတဲ့သဘောကိုတက်ရောက်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဥကောင်လန်းကျောင်းမှာညတော့ကကြည့်ပေးတဲ့ client တယောက်ဆိုလို့ရှိရင်ဥကောင်လန်းကျောင်းမှာဖြတ်တရားလေးဟိုဟာတော်တော်များတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဘဝမှာဟိုဟာနဲ့ပတ်သက်ပြီးတော့ဟိုဟာ crisis တွေအများကြီးကြုံတွေ့ရတတ်တဲ့ situation တွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်ကျွန်းအောင်ဖြစ်တယ်အဖြတ်တွေအဲ့လိုအဖြတ်တွေပါလို့ရှိရင်သူ့ရဲ့အသက်အပိုင်းခြားမှာဟိုဗာလဲတခုခုပေါ့နော်တခုခုစိတ်ကိုတခုခုဖြစ်စေနိုင်တဲ့အရာတခုခု situation တခုခုအဖြစ်အပျက်တခုခုဖြစ်နိုင်နေပေါ့နော်တစ်ခုကကြတော့ဂျိုဂုံလေးတွေအကြောင်းပြောမယ်ဂျိုဂုံလေးတွေက6ခုရှိတယ်ပေါ့နော်ဒါက Jupiter Saturn Sun Mercury Mars negative Mars plane လား plate လားတော့မှတ်မိတော့ဒါကြတော့ Mars negative ဒါကြီးကကြတော့ Venus ဒီလက်ပစောင်းလေးကကြတော့ moon ဂျိုဂုံ6ခုမှာအဲ့ဒီနေရာလေးတွေကဖောင်းလေးတွေဖြစ်နေလို့ရှိရင်သူနဲ့သက်ဆိုင်တဲ့ quality တွေရမယ်ပေါ့နော်တခုချင်းစီရဲ့ quality တော့မဆုမမှတ်မိတော့ဘူးဒါပေမဲ့မဆုမှတ်မိတဲ့လောက်ကလေးပြောပြမယ်ဥပမာမဆုဆိုလို့ရှိရင်ဒီမှာဒီနေရာကြီးမှာတော်တော်ဖောင်းနေတွေ့လားဖောင်းတဲ့ဂျိုဂုံတွေကတော့တော်တော်များပါတယ်အထူးသဖြင့်ဒီဟာကြီးကအဖောင်းဆုံးပဲလူတွေကကွာဒီနေရာဖောင်းလို့ရှိရင်လည်းမသိရင်ဟိုဟာကာမကိုအရန်လွန်ကျူးတယ်လိုက်စားတယ်ပေါ့နော်မသိရင်ထန်တယ်ပေါ့အဲ့လိုမျိုးကွာ stigma ရိုက်သွင်းထားတဲ့ဟာမျိုးတွေရှိတယ်အမှန်က it's only partially true တဝက်တစ်ပြက်ပဲမှန်တယ်ဒီနေရာကြီးဖောင်းနေတဲ့လူတွေကလေအရန်ကိုမှ desire ပြင်းထန်တယ်တခုခုလှုပ်ချင်ကိုင်းမြင်ပြီဆိုလို့ရှိရင်ဘယ်သူမှတားလို့မရဘူးကွာမဖြစ်ဖြစ်အောင်လုပ်တယ်သူတို့လိုချင်တဲ့ဥစ္စာကိုမရအောင်ယူတယ်ဟိုသုံးတာလည်းအရန်သုံးတယ်လို့ရှာတာလည်းအရန်ဟိုပတ်စံရှာတာကောင်းနေပေါ့နော်အဲ့လိုမျိုးအလှအပတွေလည်းအရန်ကြိုက်တယ်ပို့ကိုယ့်အတွက်ကို invest လုပ်ဖို့လည်းမနှက်မျိုးဘူးပေါ့နော်ဘယ်လိုပြောမလဲဟိုပြင်းထန်တဲ့ desire ရှိတယ်ပေါ့နော်ဒီနေရာကြီးဖောင်းနေသူကဒီနေရာကြတော့ moon ဆိုတာကြတော့ဒီနေရာဖောင်းတဲ့လူတွေကကြတော့ creativity ကောင်းတယ် romantic ဖြစ်တယ် idealistic ဖြစ်တယ်ပေါ့နော်စိတ်ကူးစိတ်တန်းကောင်းတယ် romantic ဖြစ်တယ်အဲ့လိုမျိုးလေးတွေပေါ့နော်ဒီနေရာကြတော့ practicality လက်တွေ့ဆန်နေပေါ့နော်ဥပမာဆိုလို့ရှိရင်မဆုပြောမယ်နော်ဒါတွေကဂျိုကုံတွေပဲထားပါတော့ဒါကဥကောင်လန်းကြောင်း right ဥကောင်လန်းကြောင်းကတချို့ဥကောင်လန်းကြောင်းလေးတွေကစောနာဘက်ကိုကိုးသွားတာလေးတွေရှိရယ်တချို့ဥကောင်လန်းကြောင်းကကြတော့တန်တန်လေးဒီနေရာကိုတန်းသွားတာရှိတယ်အဲ့တော့ဥကောင်လန်းကြောင်းကကြတော့ဘာဥတည်လဲဆိုတော့ thought process ကိုဥတည်တယ်ဥကောင်လန်းကြောင်းက intelligence ကိုပြောတာမဟုတ်ဘူးလူတယောက်ဘလောက်ဉာဏ်ကောင်းလဲဉာဏ်ထက်လဲကိုပြောတာမဟုတ်ဘူးသူ့ရဲ့စိတ်နဲ့ပတ်သက်ပြီးတော့ဟိုဘလောက်တန်မှလဲဘလို့အတွေးအခေါ်မျိုးရှိတယ်ဆိုတာကိုပြောတာပေါ့နော်အဲ့တော့သူ့ဥကောင်လန်းကြောင်းကတန်တန်လေးသွားမယ်ဆိုလို့ရှိရင်ဒီဟာရဲ့ quality ကကြတော့ practicality rationality logic and things like that ဆိုတော့ဒီလိုလူမျိုးတွေကလက်တွေ့သမားတွေ fact and figure နဲ့ပဲအလုပ်လုပ်တယ်လုံးဝကွာဟွာအချက်အလက်နဲ့ကြကြလက်ကြသမားတွေသူတို့ကိုသွားပြီးတော့မှဟိုကိုယ်ပတ်ပြီးတော့ဟိုစိတ်ကူးစိတ်တန်းနေအဲ့လိုမျိုး creativity နဲ့ပတ်သက်တဲ့ဥစ္စာတွေဆိုလို့ရှိရင်သူတို့ကအဲ့လောက်ထိဟိုမဖြစ်ဘူးပေါ့နော်သူတို့ကလက်တွေ့သမားတွေပုံများတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးလေးကွေးသွားတဲ့သူတွေကကြတော့
ဦးကောင်းလန်းကြောင့်အဲ့လိုလေးကိုွေးသွားတဲ့လူတွေကကြတော့အမှုပညာဆန်နေပေါ့နော်သူတို့ကတခုခုဆိုလို့ရှိရင် passion နဲ့ပဲအလုပ်လုပ်တာ feeling emotion passion နဲ့အခြေခံပြီးတော့အလုပ်လုပ်တဲ့သူတွေရှိတယ်အလုပ်လုပ်တဲ့သူတွေဖြစ်တယ်ပေါ့နော်သူတို့ကအကယ်၍ဟိုအမှုပညာသမားတွေလိုမျိုးတခုခု create လုပ်ရမယ်လုပ်ရတဲ့အရာနဲ့ career ကိုတိစောက်ထားရဲဆိုလို့ရှိရင်ဒီလိုမျိုးလမ်းကြောင်းလေးတွေပါတယ်ဆိုလို့ရှိရင်သူတို့ career မှာသူတို့ကအောင်မြင်မှာတော့ကျင်းသေးပါပြီပေါ့နော်တချို့တွေကကြတော့အဲ့လိုမျိုးနှစ်ခွဦးကောင်းလန်းကြောင့်အဲ့လိုမျိုးခွဲထွက်သွားတာရှိတယ်။ဂွားလေးဖြစ်သွားတာ။အဲ့လိုဂွားလေးဖြစ်တာအပိုကောင်းတယ်။စောနာဟာထက်စားလို့ရှိရင်လေ तू ကကြတော့အဲ့နှစ်ခုစလုံးရဲ့ quality တွေကို तू ရတယ်။ကိစ္စတစ်ခုဆိုလို့ရှိရင် logic ကြကြလဲစဉ်းစားနိုင်တယ်။ creative solution နဲ့ creativity နဲ့ပတ်သက်တဲ့ဥစ္စာတွေလည်းမလေ့ဟင်းစေရအောင်နှစ်ဖက်စလုံးကိုသူတို့ကစဉ်းစားနိုင်နေပေါ့နော်။အဲ့လိုလူတွေဖြစ်တယ်ပေါ့။နောက်တစ်ခုကဘာရှိအောင်မလဲဆိုတော့နောက်တစ်ခုကကြတော့ဒီမှာကြတော့ဂျိုကုံလေးတွေပေါ့နော်ဒီဂျိုကုံလေးတွေမှာလည်းသူတို့ရဲ့ quality လေးတွေနဲ့သူတို့ရှိတယ်ဒီဂျိုကုံလေးတွေမှာဆိုလို့ရှိရင်ဘာမှဒီဟာနှလုံးလမ်းကြောင်းပေါ့နော်ဒီကြားထဲမှာဘာမှမပါဘဲနဲ့ဖောင်းဖောင်းအီအီလေးဖြစ်နေတာအကောင်းဆုံးပဲဘာလမ်းကြောင်းမှလည်းမပါနဲ့ဘာအတက်မှလည်းမပါနဲ့ဘာအဖြတ်မှလည်းမပါနဲ့ဒီအပေါ်မှာလုံးဝလုံးအီအီလေးဖြစ်နေလို့ရှိရင်ကောင်းဆုံးပဲအဲ့လိုမဖြစ်ဘူးဆိုလို့ရှိရင်ကောင်းတဲ့လမ်းကြောင်းလေးတွေလည်းရှိတယ်အဲ့ဒါကြတော့ဒီလိုမျိုး vertical ပေါ့နော် down line မြင်းလေးတွေ down line မြင်းပါတာမှန်သမျှအကုန်ကောင်းတယ်တချို့တွေဆိုရင်2ချောင်း3ချောင်းပါတယ်တချို့တွေဆိုရင်1ချောင်းပဲပါတယ်တချို့တွေဆိုလို့ရှိရင် V လေးတွေပါတယ်အကုန်ကောင်းတယ်နော်ဒီလက်ညှိုးမှာကြတော့ down line မြင်းပါတာလည်းကောင်းတယ် horizontal အလျားလိုက်ပါရင်လည်းကောင်းတယ်ဒါပေမဲ့ဒီလက်ညှိုးကလွဲပြီးတော့တခြားဂျိုကုံတွေမှာအလျားပါတဲ့ဥစ္စာတွေကမကောင်းဘူးပေါ့နော်ဒီလိုမျိုးဖြတ်သွားလို့ရှိရင်ဒါအဖြတ်ဝင်တဲ့သဘောပေါ့နော်ဒီဥစ္စာကတက်လန်းတော့ရှိပါတယ်အဲ့တက်လန်းမှာကိုကချောချောမွေ့မွေ့နဲ့မတက်နိုင်မနဲ့ဂျားထဲမှာတခုခုကိုပေးဆက်ပြီးတော့တခုခုကိုကြော်လွှားပြီးမှတက်ရမယ်ပုံစံလေးတွေပေါ့နော်မဆုဆိုလို့ရှိရင်ဒီ sun line ပါတယ် sun line ကလုံးဝအရှည်ကြီးပဲဒါပေမဲ့ဂျားထဲမှာအဖြတ်တွေကအများကြီးပဲအဲ့တော့it's kind of tiring ပေါ့နော်ပါတာတော့ကောင်းတယ်ဒါပေမဲ့အဖြတ်တွေပါတဲ့ခါကျတော့ဟိုရှော့ရှော့မော့မော့နဲ့မလောက်ရဘူးပေါ့နော်မသွားရတဲ့ပုံစံရှိတယ်ပေါ့ဒါကကြတော့ဒီဥစ္စာလေးတွေရဲ့ဥစ္စာတော့ဒါအသက်လန်းချောင်းပေါ့နော်စောနာမစုပြောပြီးပြီအဲ့ဒီအသက်လန်းချောင်းကကြတော့ဒီလက်မနဲ့ဝေးနေပိုကောင်းတယ်လက်မနဲ့ဝေးလေကောင်းလေပဲဟိုဘက်ကိုဒီလိုမျိုးကြီးဖြစ်လေပိုကောင်းလေပဲဘာကြောင့်လဲဆိုတော့အဲ့လိုဖြစ်လေဒီက quality နှစ်ခုကရရှိမဲ့ area ကကျဲလေပဲစောနာဒီဥစ္စာ Venus area ကြီးကလည်းကျဲသွားပြီဒါကြီးကဟိုဘက်ရောက်သွားတော့ပြီးတော့စောနာကဗာလဲ Mars positive လား negative Mars negative ကရရှိမဲ့ဥစ္စာလည်းကျဲသွားပြီဒီ area ကဘာကိုကိုစားပြုရလဲဆိုတော့ fire energy ကိုကိုစားပြုတာ fire energy ရှိတဲ့သူတွေကဒေါသကြီးတယ်ပြင်းထန်နေပေါ့နော်တခုဆိုရင်ပြင်းထန်နဲ့လုံးဝ rage နဲ့အလုပ်လုပ်တဲ့သူတွေပေါ့နော်သူတို့ကကြတော့ငင်းချမ်းလေးနဲ့ဘဝအဲ့လိုမျိုးလူတွေမဟုတ်ဘူးလုံးဝလုံးမယ်ကိုင်းမယ်ဒီကောင်တွေကငါ့ကိုလုပ်တယ်ငါဘလို့အဲ့လိုမျိုးဟာကိုအတုံးချပြီးတော့မှတွားတဲ့သူတွေပေါ့နော်ဒီနေရာကျဲတဲ့သူတွေကအဲ့ဒီဥစ္စာမကောင်းလားဆိုတော့လည်းမဟုတ်ဘူးသူ့ဟာနဲ့သူပေါ့နော်ကောင်းတဲ့ဘက်ကိုအတုံးချပြီးတော့တွားမယ်ဆိုလို့ရှိရင်ကောင်းလို့ရတယ်မဟုတ်ဘဲနဲ့ဒေါသကြီးပဲထွက်နေမယ် anger issue တွေရှိမယ်ဆိုရင်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့အကြမ်းဖျင်းအဖြစ်ဒီအသက်လမ်းကြောင်းကဟိုဘက်ကိုရောက်လေကောင်းလေပဲအဲ့လိုမဟုတ်ဘဲနဲ့အသက်လမ်းကြောင်းကကျင်းလေးဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်မကောင်းဘူးပေါ့နောက်တစ်ခုကကြတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဂျားထဲမှာဒီလိုမျိုးလေးတွေ down like ကလေးတွေပါတတ်တယ်အဲ့ down like ကလေးတွေပါတာကလည်းကောင်းတယ်တချို့တွေဆိုလို့ရှိရင်တစ်ချောင်းပဲပါတယ်တစ်ချောင်းပဲပါတော့ဒါအရင်အသက်လမ်းကြောင်းလို့လည်းပြောလို့ရတယ်တချို့တွေဆိုရင်2ချောင်း3ချောင်းပါတယ်မဆုဆိုလို့ရှိရင်2ချောင်းလောက်ပါတယ်အထဲမှာတွေ့လားအသက်လမ်းကြောင်းအထဲမှာနောက်ထပ်2ချောင်းထပ်ပါတယ်အဲ့ဒါကောင်းတယ်သူကကြတော့ဒီတခြားလမ်းကြောင်းတွေမှာဘလောက်ပဲကျွန်းနေဘာတွေပါနေပါစေဘလောက်ပဲဆိုးရွားနေပါစေဒီလိုအရန်အသက်လမ်းကြောင်းတစ်ခုပါလိုက်ခြင်းအပြင် cover ဖြစ်တယ်ကွာတခြားဟာတွေကကြုံတွေ့စရာရှိတဲ့ဟာတွေကတော့ကြုံတွေ့ရမှာပဲအခက်အခဲတွေကိုရင်ဆိုင်စရာရှိဟာတွေရင်ဆိုင်ရမှာပဲဒါပေမဲ့ကိုယ့်ဘော impact ရှိလားကိုယ့်ဘောအကျိုးသက်ရောက်မှုရှိနိုင်လားဆိုတော့အဲ့လောက်ကြီးထိမရှိနိုင်ဘူးပေါ့နော်ကိုက protective ဖြစ်တယ်ပေါ့နော်အကာအကွယ်တစ်ခုရှိတဲ့ပုံစံလေးရှိသွားတယ်ပေါ့နော် but on the other hand နောက်တစ်ဖက်ကပြောမယ်ဆိုလို့ရှိရင်တော့
ထားပါတော့เนาะဒါအသက်လမ်းကြောင်းဒီဗာလဲ Venus ပေါ့เนาะ Mount Venus ပေါ်မှာဒီအကွက်တွေပါတာရှိတယ်တချို့တွေเนาะကြာပါပြီလွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကအဲ့ဒီနေရာကြီးမှာဒီအကွက်ကြီးပါတော့လာကြွားနေတဲ့သူရှိတယ်ဟုတ်လားအမှန်ဒီပေါ်မှာဒီလို grid ပါတာမကောင်းဘာကြောင့်လဲဆိုတော့ဒီနေရာမှာဒီဂျိုကုံကြီးနေရာမှာဖောင်းနဲ့အကွက်ပါတယ်ဆိုရင်မကောင်းအကွက်ပါဟိုဖောင်းမဖောင်းအကွက်ပါရင်လည်းမကောင်းကွာဘာကြောင့်လဲဆိုတော့ဒီဟာကြီးကိုဒီအကွက်ပါခြင်းအပြင်ကိုကဒီမှာရှိမဲ့ဥစ္စာကိုဟိုမကောင်းတဲ့နေရာမှာအသုံးချလိုက်တာကွာဒီဟာကြီးကစောနာမစုပြောခဲ့တဲ့အတိုင်းပဲ Venus Mount Venus ကကြတော့ပြင်းထန်တဲ့ desire နဲ့အလုပ်လုပ်တဲ့သူတွေပေါ့နော်အဲ့ဒီပြင်းထန်တဲ့ desire ကိုမကောင်းတဲ့နေရာမှာသွားအသုံးချလိုက်မိတာဟိုထောင်နှန်းဆိုင်ရာဂိမ်းတောင်ရှိနိုင်တယ်ကွာဥပမာအဲ့လိုမျိုးလောင်းကစားတွေလုံးပစ်တာတို့အပျော်အပါးတွေမတရားတွေလုံးပစ်တာတို့ကိုယ့်ရဲ့ပြင်းထန်တဲ့ desire ကိုကောင်းတဲ့ဒီ productive ဖြစ်တဲ့ဘက်မှာအသုံးမချဘဲနဲ့ destructive ဖြစ်တဲ့ဘက်မှာအသုံးချမိတတ်တယ်เนาะဒီ grid တွေပါတယ်သူတွေကအရန်ကိုတတိထားရမယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုဘဝအတွက်ဆုပ်ယုပ်နိုင်နေပေါ့နော်ထောင်နှန်းဆန်ရတာမျိုးရှိမယ်ယောဂဗျာတွေခံရတာတွေရှိမယ်မျိုးပေါ့နော်ဒီနေရာမှာ grade ပါတယ်လူတွေကအဲ့လိုဖြစ်တတ်တယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒါအသက်လမ်းကြောင်းပေါ့နော်အသက်လမ်းကြောင်းမှာဒီလိုမျိုးဒီ area မှာပေါ့နော်ဒီလိုမျိုးအလှရားလိုက်မြင်းနေပါတာရှိမယ်အလှရားလိုက်မြင်းနေပါလည်းမကောင်းအထူးသဖြင့်ဒီအလှရားလိုက်မြင်းနေရဒီအသက်လမ်းကြောင်းကိုဖြတ်သွားပြီဆိုလို့ရှိရင်ပို့မကောင်းကိုယ့်ရဲ့အကျမ်းမာရေးအသက်အန္တရာယ်ကိုထိခိုက်နိုင်တယ်ဒီလိုမျိုးအသက်လမ်းကြောင်းမဖြတ်ဖဲနဲ့အလျားလိုက်တေကြီးပဲပါမယ်ဆိုလို့ရှိရင်လေသူတို့ပေါ့နော်အခက်ခဲတွေကတော့ရှိမှာပဲကိုယ့်ရဲ့ကျန်းမာရေးကိုယ့်ရဲ့အသက်အန္တရာယ်ကိုတော့ဟိုထိခိုက်မှုတော့မရှိဘူးဒါပေမဲ့ကောင်းလားဆိုတော့မကောင်းဘူးပေါ့နော်အဆိုးဆုံးကြီးတော့မဟုတ်ဘူး but it's not very good နော်အဲ့ဒီတော့ဒါအသက်လမ်းကြောင်းနော်ဒီဟာကြတော့ဥကောင်းလမ်းကြောင်းအသက်လမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းနဲ့ဟနေတဲ့သူတွေရှိတယ်မဆုလိုမျိုးပေါ့ဒီလားအသက်လမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းကဟနေများသောအားဖြင့်ကအသက်လမ်းကြောင်းသွားတဲ့နေရာမှာစပြီးဥကောင်းလမ်းကြောင်းကအဲ့လိုသွားကြတာကွာတချို့တွေဆိုလို့ရှိရင်ဒီလိုအကြာကြီးနေပြီးတော့မှနောက်ပိုင်းကျမှခွဲထွက်သွားတာရှိတယ်နော်ဒါပေမဲ့အခုကွာနေတဲ့သူတွေကိုအရင်ပြောပြမယ်ပေါ့နော်အသက်လမ်းကြောင်းရဲ့ဥကောင်းလမ်းကြောင်းနဲ့ကွာနေတဲ့သူတွေကဟိုပါပေါ့နော်တဇွတ်ထိုးလောက်တတ်တယ်ပြီးလို့ရှိရင်သူများဘာပြောတိတ်ပြီးတော့ခယူးမဆိုင်တတ်ဘူးဟို rebels တွေပေါ့နော် rebels ဆိုတာဘယ်လိုပြောမလဲဟို society တွေရဲ့ norms တွေ tradition တွေကိုအဲ့လောက်ကြီးထိခယူးမဆိုင်ပဲနဲ့ကိုယ်လမ်းကိုဖောက်တတ်တဲ့သူတွေများတယ်ပေါ့နော်ဒါပေမဲ့လည်း impulsive ဖြစ်တယ်သိရမလားလှုပ်ချင်တဲ့အရာကိုခောက်ကငင်ကထလှုပ်လိုက်တယ်လှုပ်ချင်လည်းမလှုပ်ဘူးလှုပ်ချင်တယ်ဆိုလည်းထလှုပ်လိုက်တယ်အချိန်ဖြုံးမနေဘူးအဲ့လိုပုံစံမျိုးပေါ့နော်သူ့ရဲ့ opposite ကကြတော့ဆောနာလိုမျိုးပဲလိုမျိုးအကြာကြီးသွားပြီးတော့မှလာကြည့်ကြားထဲမှာဆက်နေတာအကြာကြီးရှိမယ်နည်းနည်းရှည်လေးရှိမယ်ကွာဆက်ပြီးတော့မှဒီလိုခွဲသွားတာရှိမယ်အဲ့လိုခွဲသွားတဲ့လူတွေကကြတော့ society ကဘာပြောမလဲဘာလုပ်မလဲဆိုတာကိုအများတန်းဂယုစိုက်တတ်တယ်ပြီးလို့ရှိရင်သူတို့ကကြတော့ဟိုပါပေါ့နော်ဟို introspection ဘယ်လိုပြောမလဲကိုစိတ်ထဲမှာပဲကွာစိတ်ထဲမှာပဲမြုံပြီးတော့မှဟိုတွားတဲ့သူတွေပေါ့နော်အဲ့ဒီလိုလူတွေကကြတော့ဘဝရဲ့နှောင်းပိုင်းလောက်ကြတော့မှဟိုဘဝအလဲပိုင်းသို့မဟုတ်နှောင်းပိုင်းလောက်ကြမှာအောင်မြင်တတ်တာများတယ်။ဘာကြောင့်လဲဆိုတော့အရှိပိုင်းမှာကြတော့သူတို့ကလူတွေဘာပြောမလဲဘာလုပ်မလဲငါအမေကငါ့ကိုဘလို့စူးမလဲဆိုတာအဲ့လိုမျိုးအတွေးတွေနဲ့ပဲကြီးပြင်းလာတော့ဘဝက waste ဖြစ်သွားတဲ့သဘောဖြစ်တာကွာ။အဲ့တော့နောက်ပိုင်းကျတော့မှကြီးလာတဲ့ခါကျတော့မှအောင်မြင်တတ်တဲ့သူတွေဖြစ်တယ်ပေါ့နော်။အဲ့လိုမဟုတ်ဘဲနဲ့တော့ဒီလိုမျိုးနည်းနည်းလေးပဲဆက်ပြီးသွားမယ်ဆိုလို့ရှင်တော့ဒါကတော့ balance တမှာပေါ့နော် balance ဖြစ်တယ်ပေါ့နော်အရန်ကြီးလဲ impulsive မဖြစ်ဘူးအရန်ကြီးလဲသူများတွေရဲ့ဟွာတွေကိုတိတ်ပြီးတော့လဲမခံယူဘူးပေါ့နော်ဒါတွေက balance ဖြစ်တဲ့သူလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့မစုဒီနေ့ကတော့ဒီလောက်ပါပဲပေါ့နော် thank you very much for watching and hope to see you again next time bye bye